မင်္ဂလာပါရှင်ပကံနည်းရဲ့နောက်ဆုံးရတဲ့တွေကိုတင်ဆက်ပေးတော့မှာပါ Sky 9 ကတာမြို့နယ်ညောင်ချေရောက်ရွာကိုမနေ့ကအောက်တိုဘာလ29ရက်နေ့ည10:00နာရီကစပြီးစစ်တပ်ချက်လေရင်က3ကြိမ်တိတိဘုံကျဲခဲ့တာကြောင့်ရဲသား9ဦးသေဆုံးခဲ့တယ်လို့ကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့မှထုတ်ပြန်ပါတယ်ဘုံကျဲခံရတာကြောင့်ညောင်ချေရောက်ကျေးရွာနယ်အသက်60နှစ်အထက်အမျိုးသား2ဦးအမျိုးသမီး2ဦး40နှစ်အထက်အမျိုးသမီး2ဦး10နှစ်အရွယ်အမျိုးသား2ဦးစုစုပေါင်း9ဦးသေဆုံးခဲ့ပြီးအသက်60ကျော်အရွယ်အမျိုးသမီး2ဦးစိုးရိမ်ဒဏ်ရာရရှိက9ဦးပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်စစ်တပ်ဘုံကျဲခဲ့တာကြောင့်ဖုန်ကြီးကျောင်းဓမ္မယုံနဲ့ကျေးရွာကနေ14လုံးအပြင်ဂယုနာပရာဟိတကလည်းပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်စစ်တပ်ဟာညအချိန်မှာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုအကြောင်းမဲ့ဘုံကျဲနေတာကြောင့်အသက်အိုးအိမ်တွေဆုံးရှုံးခဲ့ရတယ်လို့ကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ26ရက်နေ့မှာလည်း AR မြစ်တွင်းသွားနေတဲ့စစ်သင်္ဘောတွေနဲ့စစ်တပ်ဂျက်ဖိုက်တာကမြေကမ်းပြေးကျေးရွာတွေကိုပစ်ခတ်ခဲ့တာကြောင့်ကတာမြို့အထက်ပိုင်းကျေးရွာတွေကတာတနီကအဆောက်အုံတွေပျက်စီးပြီးလူတအုပ်သေဆုံးခဲ့တယ်လို့သိရပါတယ်စကိုင်းတိုင်းကံဘလူမြို့နယ်ရွှေဘိုမြစ်ကြီးနားပြူဟာလမ်းပေါ်စပယ်နတာကျေးရွာပူပေါင်းစစ်ဆေးရေးဂိတ်ကစစ်တပ်နဲ့ပြူစောတီတွေဟာမနေ့ကအသက်16နှစ်အရွယ်မျိုးသမီးငယ်တဦးကိုဖမ်းဆီးပြီးအုပ်စုပွဲအာရမပြုကျင်းတပ်ဖြတ်ခဲ့တယ်လို့ဒေတာတွင်သတင်းတွေဖော်ပြနေတဲ့ Infinity Group ကဖော်ပြပါတယ်ကောလင်းမြို့နယ်အရှိချံပေကုန်းရွာကနေရွှေဘိုကိုစိုက်ကယ်နဲ့ခီးသွားတဲ့အမျိုးသမီးငယ်2ဦးကိုစစ်တပ်နဲ့ပြူစောတီတွေကဖမ်းဆီးပြီးတဦးကိုအာရမပြုကျင်းတပ်ဖြတ်ခဲ့တယ်လို့အမျိုးသမီးငယ်တဦးကတော့ထွက်ပြေးလွတ်မြောက်လာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့တွေကခေါ်ယူစောင့်ရှောက်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကလည်းကောလင်းမြို့နယ်ကနေတန့်ဆယ်မြို့နယ်ဘက်ကိုကထိန်ခင်းဖို့သွားတဲ့လင်မယား2ဦးကိုစပယ်နတာအထိုင်စခန်းကဖမ်းဆီးပြီးအမျိုးသမီးဖြစ်သူကိုအာရမပြုကျင်းတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကံဘလူမြို့နယ်ရွှေဘိုမြစ်ကြီးနားဗျူဟာလမ်းပေါ်စပယ်နတာကျေးရွာပူပေါင်းစစ်ဆေးရေးဂိတ်ဟာခီးသွားမျိုးသားတွေကိုပေါ်တာဆွဲဖမ်းဆီးတာမျိုးသမီးတွေကိုဖမ်းဆီးပြီးအာရမပြုကျင့်တာတွေခက်စိတ်စိတ်လှုပ်လာတဲ့အတွက်အထူးသတိပြုသွားလာကြဖို့ထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကိုစစ်တပ်ကစစ်ကြောင်း3ကြောင်းခွဲကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပြီးကျေးရွာတွေကိုမီးရှို့တာခိုးယူတာတွေပြုလုပ်နေတယ်လို့ရောလင်းတန်းဖွဲ့ကထုတ်ပြန်ပါတယ်။မနေ့ကကလေးမြို့နယ်တောင်ပိုင်းကနတ်မြောင်းရွာကိုစစ်ကြောင်းတစ်ခုကမီးရှို့ခဲ့တယ်လို့ဒေသခံတအူးကပြောပါတယ်။စစ်ကြောင်းတွေဟာလက်နက်ကြီးတွေဒရုန်းတွေနဲ့ဆက်လက်ခေါ်ငကြင်းမီးတွေကိုတွင်တွင်ကြဲကြဲအသုံးပြုပြီးကျေးရွာရင်းကိုဝင်ရောက်ဖျက်ဆီးနေကြတယ်လို့သိရပါတယ်။စစ်ကြောင်းတွေဟာတာယာကုန်းရွာထောက်ကျန့်ရွာနဲ့စီတာရွာတွေမှာနောက်ကျန်စစ်သားတွေထားရှိထားတယ်လို့ရောလင်းတဲ့အဖွဲ့ကပြောပါတယ်စစ်တပ်စစ်ကြောင်းတွေဟာဒီကနေ့မှလည်းနတ်မြောင်းရွာကနေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဒီစစ်ကြောင်းတွေဟာကလေးကန်ကောအာရှလမ်းမကြီးဘေးဝဲရာအတိုင်းတောင်ဘက်ကိုဆက်လက်ရွေလျားနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ကြိုတင်သတိထားနေထိုင်ကြဖို့ရောလင်းတဲ့အဖွဲ့ကထုတ်ပြန်ထားပါတယ်မန္တလေးတိုင်းအတွင်းကထင်းချုံနယ်မြေတွေကိုကာကွယ်မယ်လို့ TRI ဗျူဟာကဒီကနေ့ထုတ်ပြန်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာဟာစင်ကူတပိတ်ချင်းနယ်မြေကန်အင်အားစုတွေနဲ့စုဖွဲ့ထားတာပါ NUG ကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ကဗျူဟာဖြစ်ပြီးမန္တလေးတိုင်းအတွင်းကနယ်မြေတွေမှာတော်လှန်ရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့သိရပါတယ် TRI ဗျူဟာဟာမိဖက်တော်လှန်ရေးအင်အားစုတွေနဲ့အခြေတရာဒေတာတွေကိုကာကွယ်ပြီးအခက်အခဲတွေကြားမှာဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ပါတယ်။မန္တလေးတိုင်းမိုးကုံမြို့ကိုထိန်းချုပ်ထားရကနေပြန်လည်ဆုတ်ခွာမယ်လို့တအန်းတက် TNL ကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကမန္တလေးတိုင်းတွင်းကရရှိထားတဲ့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်မယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူမိုးကုတ်ဗျူဟာတပ်ဖွဲ့ကမိုးကုတ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တော်လှန်ရေးအောင်မြင်တဲ့အထိဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ပကံနျူရဲ့ Pocket အစီအစဉ်ကိုနားဆင်ကြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ပကံနျူရဲ့ Pocket အစီအစဉ်ကို YouTube Channel နဲ့ Spotify Platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။